Facebook မှာဗီဒီယိုတင်လိုက်တာအဝါထိသွားတယ်ဒါပေမဲ့ဘာလို့အဝါထိသွားရတာလဲဆိုတဲ့အကြောင်းရင်းကိုမသိသေးတဲ့သူတွေအတွက်ဒီဗီဒီယိုလေးထဲမှာဘာကြောင့်အဝါထိသွားရတာလဲဆိုတဲ့အကြောင်းရင်းကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ် Facebook မှာဗီဒီယိုတင်လိုက်ရင်အဝါထိသွားရတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာဒီအချက်လေးကကြတော့လူတိုင်းသိမသိကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုဝေမျှပေးလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးအဝါထိသွားတယ်ပေါ့နော်အဲ့တော့ပြန်ပြီးတော့စမ်းစစ်ကြည့်လိုက်တဲ့အခါမှာစစ်ဆေးကြည့်လိုက်တဲ့အခါမှာကြတော့ဒီလိုမျိုးသွားတွေ့တာဖြစ်ပါတယ်အဝါကပ်ပြတယ်ပေါ့နော်အဝါကပ်ပေါ်လာတယ်ဘယ်လိုရေးထားလဲဆိုတော့ဘယ်လိုဝန်နေပေးလဲဆိုတော့ your video has a border ဆိုပြီးတော့အဲ့လိုမျိုးပေါ်လာတယ်ပေါ့နော်ဘာကြောင့်အဲ့လိုပေါ်လာတာလဲဆိုတော့ကျွန်တော်ကလွန်ခဲ့တဲ့6လပိုင်းတုန်းကရက်အတိအကျပြောမယ်ဆိုလို့ရှင်28ရက်နေ့တုန်းကပေါ့နော်6လပိုင်း28ရက်နေ့တုန်းကကျွန်တော်ဗီဒီယိုတစ်ခုတင်ထားတယ် AI ဗီဒီယိုတင်ထားတာဖြစ်တယ်အဲ့ဒီမှာဗီဒီယိုတင်လိုက်တဲ့ခါမှာကျတော့အဲ့ဗီဒီယိုက66ပေါ့နော်သူ့ရဲ့ ratio က66အပြည့်ဖြစ်ရမှာပုံထဲမှာမြင်တဲ့အတိုင်းပဲအပြည့်မဖြစ်ဘူးเนาะအပြည့်မဖြစ်ပဲနဲ့ဘယ်လိုဖြစ်နေလဲဆိုတော့အပေါ်မှာတစ်ခုအောက်မှာတစ်ခုသတိထားမိလားမသိဘူးအမဲရောင်နှစ်ခုပါနေတယ်အပေါ်မှာအမဲရောင်အတန်းကြီးတစ်ခုအောက်မှာအမဲရောင်အတန်းကြီးတစ်ခုနှစ်ခုပါနေတယ်ပေါ့နော်အဲ့လိုနှစ်ခုပါနေတယ်နှစ်ခုပါနေတဲ့အတွက်ကြောင့်မလို့ဒီလိုစာသားလေးပေါ်လာခြင်းဖြစ်ပါတယ်ဝါကတ်ထိသွားရခြင်းဖြစ်တယ်ပေါ့နော်ဗီဒီယိုကအပြည့်ဖြစ်ရမှာအပြည့်မဖြစ်ဘဲနဲ့အဲ့လိုအမဲရောင်ကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့အပေါ်မှာတစ်ခုအောက်မှာတစ်ခုအဲ့လိုအမဲရောင်အတန်းကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဝါကတ်ထိရခြင်းဖြစ်ပါတယ်ပုံမှန်အဖြစ်တော့ကင်မရာနဲ့ရိုက်တယ်ပေါ့နော်ဒါမှမဟုတ်ရှင်လဲကိုယ့်ရဲ့ဖုန်းနဲ့ရိုက်တဲ့ဗီဒီယိုတွေမှာဆိုလို့ရှင်တော့အဲ့လိုမျိုးဖြစ်လေဖြစ်တာမရှိဘူး AI ဗီဒီယိုတွေကိုတင်တဲ့အခါမျိုးမှာဆိုလို့ရှင်များသောအားဖြင့်ဒီလိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါက AI ဘက်ကနေပြီးတော့ထုတ်ပေးတဲ့အချိန်မှာဒီလိုမျိုး error တွေပါလာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဗီဒီယိုကအပြည့်မဟုတ်ဘဲနဲ့အဲ့လိုမျိုးအမဲရောင်အတန်းကြီးရဲ့အပေါ်မှာအပေါ်အောက်ကောမှာဖြစ်နေတာမျိုးတွေပါလာတယ်ဗီဒီယိုကအပြည့်မရဘဲနဲ့အဲ့လိုမျိုးဖြစ်နေတာမျိုးကြောင့်ဒီလိုဟိုကပြရခြင်းပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးအမဲရောင်နှစ်ခုပေါ်လာတဲ့အခါမှာ Facebook ဘက်ကနေပြီးတော့တန်တရားရှိသွားတယ်ပေါ့နော်ဒီဗီဒီယိုကသူများဗီဒီယိုကိုယူပြီးတင်ထားတာလားကိုယ်ပိုင်အားထုတ်မှုမရှိဘဲနဲ့ကိုယ်ပိုင်စူးစမ်းခြင်းမရှိဘဲနဲ့သူများဗီဒီယိုကိုယူတင်ထားလားဆိုပြီးတော့တန်တရားဖြစ်သွားခြင်းဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့ကိုကဗီဒီယိုတွေကိုပေါ့နော်သူများဗီဒီယိုတွေကိုယူတင်ခြင်းမရှိဘူးကိုယ်တိုင်ကယူတင်ခြင်းလည်းမရှိသလိုကိုယ်ပိုင် content ပဲဖန်တီးတာပဲဒါပေမဲ့အဲ့လိုအမဲရောင်နှစ်ခုပါသွားတဲ့အတွက်ကြောင့်မလို့သူကအဲ့လိုတန်တရားဖြစ်သွားတာဖြစ်တယ်ဒါပေမဲ့အခုတော့ကျွန်တော်အဲ့ဒီဗီဒီယိုလေးကပြန်ပြီးတော့စိမ့်သွားပါပြီပေါ့နော်အဲ့ဒီပထမဆုံး content monetization အတွက်စူးစမ်းတဲ့ပထမတစ်လအတွင်းမှာတော့ကျွန်တော် post တွေအမျိုးမျိုးတင်ကြည့်တယ်ပေါ့နော်တင်ကြည့်တဲ့အခါမှာပထမဆုံးစပြီးတော့စူးစမ်းတဲ့လဖြစ်တဲ့အတွက်ကြောင့်မလို့အမှားတွေအများကြီးပါတယ်ဒါပေမဲ့နောက်ပိုင်းအဲ့ဒီအမှားတွေမဖြစ်တော့ဘူးပေါ့နော်တခြားဂရုစိုက်ပြီးတော့တင်တယ်အကုန်လုံးတခြားလိုက်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာကျတော့အခုနောက်ပိုင်းတော့အဲ့လိုမျိုးအမှားမျိုးတွေထပ်ပြီးတော့မဖြစ်တော့ဘူးနောက်ထပ်ကိုလိုမျိုးအဲ့လိုအမှားမျိုးတွေနောက်ထပ်သူများတွေထပ်မဖြစ်အောင်လို့ကျွန်တော်ဝေမျှပေးခြင်းဖြစ်ပါတယ်အခုတော့အဲ့ဗီဒီယိုလေးကစိမ့်သွားပြီပေါ့နော်အဲ့လိုပြန်ပြီးတော့စိမ့်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်ပြီးတော့နောက်ထပ်အဲ့လိုမျိုးအဝါမထိအောင်လို့ပေါ့နော်မတင်ခင်မှာပေါ့နော်တေချာလေးစစ်ဆေးလို့ရအောင်အဲ့လိုအကယ်၍များကို့မှာအမဲတိုင်းပါနေမယ်ပေါ့နော်အပေါ်မှာတစ်ခုအောက်မှာတစ်ခုပါနေမယ်ဆိုရင်တော့ဘလို့မှပြုပြင်လို့မရတော့ဘူးပေါ့နော်အဲ့လိုအမဲတိုင်းရပါနေမယ်ဆိုလို့ရှိရင်တော့မှတင်ကြည့်လို့အဆင်ပြေသွားအောင်လုပ်လို့ရမယ့်နည်းလမ်းတွေကျွန်တော်မှရှိပါတယ်အကယ်၍များပေါ့နော်ကျွန်တော်ကို comment မှာအဲ့ဒီနည်းလမ်းတွေကိုဝေမျှပေးပါလို့ comment မှာရေးပေးသွားမယ်ဆိုလို့ရှိရင်နောက်နေ့ကျလို့ရှိရင်အဲ့လိုဗီဒီယိုလေးတွေကိုဖန်တီးပြီးတော့ဒီနည်းလမ်းလေးကိုဖြည့်ရှင်းလို့ရမယ့်နည်းလမ်းတွေဒီလိုမျိုးထပ်ပြီးတော့အဝါကတ်မပြအောင်ဖြည့်ရှင်းလို့ရမယ့်နည်းလမ်းလေးတွေကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အကယ်၍ဒီနေ့ဗီဒီယိုလေးကတစ်စုံတစ်ခုအကျိုးတစ်စုံတရာတစ်ခုရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဒီ post လေးကိုပေါ့နော် like share နဲ့ comment လေးရေးသွားပေးပါအောင်လို့ပြီးလို့ရှိရင် follow လေးလည်းနှိပ်သွားပေးပါအောင်လို့အသေးလေးလည်းပေးသွားပေးပါအောင်လို့ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ကျရင်ပြန်တွေ့မယ်နော် bye bye